Hello Hi ဒီနေ့ညီမလေးတယောက်နဲ့ပေါ့နော်ပေါ့ Facebook မှာ Messenger မှာစကားပြောရင်းနဲ့topic လေးတစ်ခု share ပေးချင်လို့ဆိုပြီးတော့ဒီတိုင်းပဲပေါ့နော်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားတယ်လို့ပါလဲဆိုတော့သိတယ်ဆိုတော့လည်းလေအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲအင်တာနက်ဂျေစုနဲ့ပေါ့နော်အင်တာနက်ဂျေစုနဲ့စကားပြောဆိုလို့ရင်းနဲ့ရင်းနှီးသွားတာပေါ့နော်ဒီညီမလေးကလည်းကိုယ်စီမှာတာရောကြည်ရင်းနဲ့အဲ့လိုပဲ energy လာချက်တယ်ခဏလာချက်တာရဲ့ပြီးတော့ကိုယ့်ရဲ့အကောက်ကိုအဲ့လိုမျိုးတာရောကြည့်ဖို့လာတယ်ဆိုပေမဲ့အဲ့ညီမလေးကိုလည်းစတော့တခြားအသိညီမလေးတယောက်ကလည်းဘာလဲso recommend ပေးလိုက်တာပေါ့နော်ဒီတာရောကြည့်ချင်ရဲ့ MRC သွားဆိုပြီးတော့အဲ့ဒါကြည့်ရင်နဲ့Facebook account ကိုသူရှာရင်းနဲ့တွေ့ရင်းနဲ့အဲ့မှာတာရောကြည့်ဖို့လာဖေမဲ့အဲ့လိုကိုတင်နဲ့post လေးတွေတွေ့တော့ကိုယ့်ရဲ့ energy လေးရောကိုယ့်ရဲ့ lifestyle လေးရောသဘောကျပြီးတော့အဲ့လိုမျိုးစကားပြောဖြစ်တာတော့စကားပြောဖြစ်သွားတာပေါ့နော်ကိုကလည်းတာရောကြီးပဲခေါ်တာမဟုတ်ကွာအဲ့လိုမျိုးကိုစီကိုလာတဲ့တာရောကြည့်တယ်ဆိုကြတဲ့ကသူ့ရဲ့ basic ကပေါ့နော်ဘယ်လိုပြောမလဲစိတ်မှာစိတ်ဆင်းရဲမှုတွေစိတ်ပူပန်မှုတွေအဲ့လိုမျိုးတခုပေါ့နော်စိတ်ရဲ့အဆင်မပြေမှုတွေကိုဘယ်လိုပြောမလဲတာရောကြည့်ရင်နဲ့energy check ကြီးနဲ့အဲ့လိုမျိုးကိုယ့်ရဲ့အဲ့လိုမျိုးမကောင်းတဲ့စိတ်လေးပဲဖြစ်အဲ့လိုလေးဖြစ်တိတ်တာပေါ့နော်မြန်မာအယူဆနဲ့ပြောမဲ့ဆိုရင်တော့အဲ့လိုမျိုးဖေးတွေကြည်တာတို့ဘာတို့နတ်တွေမေးတာတို့နဲ့နည်းနည်းစိတ်နာပေါ့နော်တာရော့ကကျတော့အနောက်တိုင်းအဲ့လိုမျိုးပညာရက်ကလေးတစ်ခုဖြစ်တော့ကိုကလည်းအခုရက်ပိုင်းအဲ့ဒါလေးနဲ့ဝတ္တနာလေးလဲပါပြီးတော့အဲ့မှာကိုက talent ရှိလို့ဖြစ်ကိုတင်ယူထားတာမရှိဘူးတကူကကြီးလေအဲ့လိုမျိုးတင်ယူထားတာမရှိဘူးအဲ့ဒါတော့လမ်းကျုပ်လို့ပြပြပါပေါ့နော်တာရော့ကြည့်တဲ့ကိစ္စနဲ့အဲ့ကြဝတ္တနာအရာပဲကြည်တယ်အဲ့လိုမျိုးအရင် professionally လုပ်နေတာလည်းမဟုတ်တော့လေအဲ့တော့ခင်တဲ့လူတွေကြည်ပေးရင်းနဲ့ကြည်ပေးခင်တဲ့လူကနေတခြားခင်တဲ့လူတွေခြားခင်ရလို့အဲ့လိုမျိုးနဲ့ကျေပြတ်သွားရင်လည်းအဲ့ဒီတာရော့ပညာရက်ကြီးက officially လုပ်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ officially လုပ်ဖြစ်သွားတယ်ဆိုရင်ဈေးကိုတတနဲ့အဲ့လိုမျိုးပေါ့အကုန်လုံးကြီးလို့ရတဲ့ဟာလည်းမပြီးကိုကလည်းပြီးဈေးနာရပါတာမေးတဲ့ဟာပဲမဟုတ်ဘဲနဲ့အဲ့ကတ်မှာတွေးသမျှအကုန်ရှင်းပြတာကွာတိလားတကယ်ကိုတွေးသမျှအကုန်ပြောပြတာတခါအဲ့လိုမျိုး overall တွေပါတခါဟောမှန်ဆိုရင်တိလားနာယူဝလောက်ရှိတယ်ဗီဒီယိုတွေအကုန်လုံးပြန် check မယ်ဆိုရင်လေနာယူဝလောက်ရှိတယ်ကွာအဲ့လိုမျိုးကိုပြောတဲ့ဟာတဲ့ဘာနဲ့အဲ့လိုမျိုးပြီးရင်လာကြည့်တဲ့လူတွေကအဲ့ဒါလာကြည့်တဲ့လူတွေကသိရမလားစိတ်ကအဆင်မပြေဖြစ်နေတာလေအဆင်ပြေဖြစ်နေတော့ကိုအမြဲတမ်းအားပေးတတ်တယ်အားပေးတာပဲဖြစ်ဖြစ် healing လုပ်တာပဲဖြစ်ဖြစ်ကိုကငကိုကတဲ့အဲ့ဟာအဲ့လူတွေကိုလေ healing လုပ်ပေးတာပဲဖြစ် motivation ပေးတာပဲဖြစ်အဲ့လိုမျိုးပညာရတစ်ခုသိချင်တာပေါ့နော်စတော့ကတော့အဲ့လိုမျိုးဘာလဲစတော့ကတော့အဲ့လိုမျိုးလေသိရမလားအဲ့လိုစိတ်ကုထုံပညာရှိတယ်လေသိရမလား counseling လုပ်တဲ့ဟာတို့ဘာတို့လေteleface ယူတဲ့ဟာတို့ဘာတို့အဲ့လိုမျိုးပညာရက်တွေရှိလေအဲ့ဒါကြတော့လေဒေါက်တာဘွဲလိုပဲသူကနှစ်တွေကြာရင်နဲ့တင်ရတာဆိုတော့လေစတော့ကအဲ့ဒါဒီကိုရီးယားမှာတက်ကြည့်ဖို့ကို like စုံစမ်းသေးတယ် like စုံစမ်းသေးတော့ကိုကအဓိက purpose ကကြတော့လေအဓိကရည်ရွယ်ချက်ကကြတော့ဒီတိုင်းလူတွေကိုကူညီပေးချင်တာ healing လုပ်ပေးချင်တယ် motivation ပေးချင်တယ်ဒီကိုခင်နေတဲ့လူတွေဆိုသိလိမ့်မယ်သိလားကိုနဲ့ရှိနေအဲ့လိုမျိုးကိုရှိမှလေအဲ့လိုမျိုးစိတ်ထက်ကြတာတို့စိတ်ညစ်နေရတို့အဲ့လိုမျိုးရှိနေကိုဒီတိုင်းမထောက် motivation ပေးလိုက်တာပဲဖြစ်ဖြစ်ပြောအားလုပ်ပေးလိုက်တာပဲဖြစ်ဖြစ်ကိုနဲ့နေ healing ဖြစ်တယ်အဲ့လိုမျိုး safe ဖြစ်တဲ့ energy ကောင်းလေးပေးချင်တယ်ပေါ့နော်ကိုကငကိုကတဲ့အဲ့လိုမျိုးသိတဲ့လူပဲဖြစ်မသိတဲ့လူပဲဖြစ်ကိုစီရောက်လာပြီဆိုရင်အဲ့လို energy ကောင်းလေးပေးချင်တဲ့ဟိုကလေးရှိတယ်အဲ့ဒါရှိတော့နောက်ပိုင်းကျတော့ကိုကအဲ့လိုမျိုးတငယ်ချင်းတွေချမ်းမှလည်းအဲ့လိုမျိုးတွေငငယ်လေးကလေးပေါ့နော်အဲ့လိုမျိုးတွေခဏအဲ့လိုမျိုးကြုံရတော့ဒီဟာလေးနဲ့ငါမဟုတ်ဘူးလေးဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်လှုပ်လို့ရမလားဆို business path လေးကိုတွေးကြည့်တာပေါ့နော်တွေးကြည့်တော့အဲ့မဲ့မဟုတ်ဘူးလေးလောက်ပဲဖြစ်တာပါအရင်လေ business ဆက်ဆံလေးမလုပ်ဘူး business ဆက်ဆံတခြားအလုပ်တွေပဲလုပ်တယ်ကွာသိရမလားသူများစိတ်ရတာယူကိုကအဲ့လိုမျိုးနားထောက်ပေးရတဲ့ဆိုတော့လေကိုရဲ့ energy recharge feel လေးလောက်ပေါ့နော်အဲ့ဒါလေသိရမလားဖြစ်ရေးဆေးတောက်ရတယ်လေသိရမလား energy ပေးတဲ့လူလဲ energy လိုအပ်တာဆိုတော့energy face လေးနည်းနည်းလေးပေါ့နော်မဟုတ်ဘူးလေးလားအဲ့လိုလေးလှုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကျတော့တိုက်ဆိုင်လို့ပြောပြတာပေါ့ဒီတာရော့ပညာနဲ့ပတ်သက်ပြီးokay ညမလေးနဲ့ဘယ်လိုတီးဖြစ်လဲဆိုတော့သူကဒီမှာတာရော့လာကြည့်ရင်နဲ့
ကိုရဲ့ lifestyle ကိုရဲ့ energy လေးကိုတင်တဲ့ဟာလေးတွေကြည့်ပြီးတော့သဘောကျတယ်ပေါ့နော်သဘောကျရင်လည်းအဲ့လိုပဲသူလည်းဟိုတားတော့မေးတဲ့မေးတော့အဲ့လိုပဲသူ့ရဲ့အဲ့လိုမျိုးပြောဖြစ်တာပေါ့နော်ကောက်စလေးလုပ်ဖြစ်တယ်ကိုကအဲ့လိုမျိုးတားတော့ကြည့်ပြီးရောလွတ်လိုက်တာမဟုတ်ဘူးကိုကြတော့လေသူများတားတော့စီရတော့မသိဘူးပေါ့နော်ကိုကြတော့အဲ့လိုမျိုးစကတဲ့အဲ့လိုမျိုးသူများဟီလေးပေးချင်တယ်အဲ့လိုမျိုးဘယ်လိုပြောမလဲ motivation ပေးချင်တယ်ဟိုပေါ့နော်အဲ့လိုဘယ်လိုဖြစ်မလဲကုညီပေးချင်တဲ့စိတ်လေးရှိတော့စိတ်ရင်းလေးကအဲ့လိုရှိတော့တားတော့ကြည့်တော့လေအဲ့လိုပဲအဲ့လိုလုပ်တော့အဲ့လိုတားကြည့်ပြီးရင်ဒီတိုင်းမလွတ်လိုက်ဘူးကွာသိရမလားတချို့ကြတော့အကြံဉာဏ်လေးတွေပါတွေတောင်းတဲ့လူတွေရှိတယ်တချို့ကြတော့အဲ့လိုမျိုးကြည့်ပေးပြီးသွားရတာမှအဲ့လိုမျိုးတာရော့ကအဲ့လိုမျိုးကတ်တွေဖတ်ပြီးသွားရ reset ထွက်လာတယ်အဲ့ကတ်တွေဖတ်ထားတဲ့ဟာမှာနည်းနည်းဇဝေးဖြစ်တဲ့ customer လေးတွေရှိတယ်သူတို့ကြတော့လည်းအဲ့လိုမျိုးပေါ့ပြက်မေးတာရပြောရင်းနဲ့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ထဲမှာမှနည်းနည်းခင်သွားတယ်ညီမလေးတယောက်ရှိတယ်သူကလည်းအဲ့လိုမျိုးကိုလိုမျိုးပဲဖိတ်တူလေးဆိုတော့ဖိတ်တူလေးဆိုတော့ပို့ပြီးတော့ခင်လွယ်သွားပေါ့နော်တိုင်းရင်သူအချင်းတိုင်းရင်သူလေးဖြစ်တော့ဖိတ်တန်နဲ့အဲ့လိုမျိုးဆိုတော့လေဖိတ်တူလေးတွေအချင်းဆိုတော့လေရင်းနှီးတော့အဲ့ညီမလေးဒီနေ့ messageဟိုဘာလဲသူက message ပို့တယ်ကိုတင်ထားတဲ့ဟိုဘာ reels လေးကြည့်ပြီးတော့အမကတဲ့အဲ့ဟိုပေါ့အမကိုလည်းဖယ်ချေချစ်ဖို့ကောင်းတယ်တဲ့အမကလည်းပြောအဲ့ဒါကိုကချစ်တဲ့စိတ်နဲ့ကြည့်ပေးလို့ပေါ့နော်ချစ်ဖို့ကောင်းတာဖြစ်မယ်ပေါ့အဲ့လိုမျိုးပြီးတော့အမြဲတမ်းအဲ့လိုမျိုးအမြဲတမ်းအဲ့လိုမျိုးပြောပေးတယ်ပေါ့နော်အဲ့လိုကျေးဇူးတင်တယ်ဗာညာပြောဟိုသူကအဲ့ဒါကိုဟိုအတာ file လေးနဲ့တေချာလေးပြပေါ့နော် appreciate လုပ်ပြတာဘယ်လိုလဲဆိုရင်အမကတဲ့တခြားလူတွေနဲ့မတူဘူးပေါ့နော်ဟိုဘာလဲလူတွေရှိမှချပြရင် over အရင်မဖြစ်ဘူးပေါ့စကားပြောတာpodcast တွေနားထောင်ရင်လည်းအဲ့လိုပဲအမစကားပြောတဲ့ပုံစံလေးကအဲ့လိုမျိုးမတူဘူးပေါ့နော်ကိုကပဲချစ်နေလို့လားမသိဘူးသူကအဲ့လိုပြောတာအဲ့လိုမျိုးအရင်ဟိုပေါ့ over မဖြစ်ဘူးပေါ့ဟို natural ဆန်နေပေါ့သူဘာလေးပဲလုပ်ပေါ့နော်အဲ့လိုမျိုးပေါ့နော် bla 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 သူကအဲ့လိုမျိုးကို compliment လေးလုပ်ပေးရပေါ့နော်အဲ့ဒါကျွန်မကဘလို့တွေးလဲဝင်သွားတယ်အဲ့ဒါသူဘလို့ပြောလိုက်သေးလဲဆိုရင်အဲ့ဒါလို့ online မှာမို့လို့ online မှာတွေ့တာမို့လို့ပေါ့နော်အမဗီဒီယိုကတစ်စိ podcast တွေအဲ့ post တွေ reels တွေကနေတစ်စစ်တိတာမို့လို့အမအကြောင်းကိုသိချမသိသေးတော့ဟိုကမဖြစ်ဘူးပေါ့နော်အပြင်မှာတကယ်ရင်းနှီးပြီးခင်သွားတယ်ဆိုရင်ဒီအမ post ပြောလိုက်တာဒီအမနားညှိလိုက်တာဒီမဘလို့ဆိုပြီးတော့လို့ဟိုထိတ်သွားအောင်မှာကိုကအဲ့လိုပြောလိုက်သေးတယ်ပြောလိုက်တော့အဲ့အကြောင်းလေးပြောရင်လည်းကိုကလည်းပြချင်တာပေါ့နော်ဟိုပေါ့ online ပေါ်မှာတီးတဲ့ကိုနဲ့အပြင်မှာတီးတဲ့ကိုနဲ့ကွာချစ်ကွာလိုက်မယ်ပေါ့နော်ကိုရင်းနေတဲ့လူဆိုတီးတယ်ဒီဟိုပေါ့ဒီမှာကိုဗီဒါမှာကိုနီတဝိုင်းမှာကိုရင်းနေတဲ့လူဆိုတီးတယ်တချို့ကျတော့လည်းကိုစတကယ် positive energy ရတဲ့ဘာညာအဲ့လိုမျိုးလဲရှိသလိုတချို့ကျတော့လည်းဒီမှာဒီအမကဒီတငယ်ချင်းကလင်းလက်ကခင်ဟိုကြာရေးကြသလိုဘလို့ဆိုတဲ့ negative energy ရတဲ့လူလည်းရှိမယ်အဲ့တော့ကိုပြောချင်တာလေလူတိုင်းကလေမပြည့်စုံဘူးတိလားလူတိုင်းကမပြည့်စုံဘူးဟိုဘာလဲလင်းလက်ကိုမြင်လို့ဟို online ပေါ်မှာဖြစ်အပြင်မှာပဲဖြစ်ဘယ်နေရာပဲဖြစ်ပေါ့နော်ဒီကိုဒီလိုမြင်လို့ energy လေးတွေပေးလို့ကောင်းတဲ့ energy ကောင်းတဲ့လူလေးပဲသူနဲ့ခေကောင်းမှာပဲသူနဲ့အမြဲစကားပြောနေကောင်းမှာပဲဆိုတော့တွေးလိုက်လို့မရဘူးเนาะကိုလည်းလူသားထဲကလူသားမို့လို့ကောင်းတာလည်းရှိတယ်လို့ဆိုးတာလည်းရှိတယ်ကွာတိလားအရန်လူတယောက်ကိုအရန်မျော်လင့်လိုက်ရင်လေဟိုလိုပေါ့ဟိုမျော်လင့်ချက်တွေကဟိုcrash ဖြစ်သွားတဲ့အချိန်ရှိတယ်ကွာ crack ဖြစ်သွားတဲ့အချိန်ရှိတယ်ကွာအဲ့ဒါ relationship လည်းအဲ့လိုပဲကိုပြောချင်တာအခုပြောချင်တဲ့ point ကအဓိကဒီခုမှ relationships တွေလည်းအဲ့လိုပဲတိလားအရန်မျောလင်းလို့မရအောင်တငယ်ချင်းပဲဖြစ် partner ပဲဖြစ်ဟို boyfriend girlfriend ပဲဖြစ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ကိုရဲ့တထေးပါညာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးအရန်မျောလင်းလို့မရအောင်ကိုဥပမာတစ်ခုပြောပြမယ်ဆိုရင်ညီမလေးတယောက်ရှိတယ်ကွာအဲ့ဒါကိုတွေနေရအတူတူအလုပ်ဖြစ်တယ်ပေါ့နော်အရေးလောက်ကားလောက်မှာပဲနေရလို့ထွက်လိုက်တဲ့အလုပ်အစိမ်မပြေလို့လေသူကညီမလေးကစစဝင်ချင်းတုန်းကဟိုတထေးကအဲ့လိုမျိုးပေါ့နော်ဆိုင်ဖွင့်ချင်းဆိုတော့အဲ့မှာဆိုင်ကလူတွေကမမြဲဘူးကွာတိလားလူတွေကမမြဲဘူးအဲ့လိုလူတွေဝေလိုက်ထွက်လိုက်လုံနေတဲ့အချိန်မှာကိုအဲ့ညီမလေးကအမရောက်သွားတယ်သူကရောက်သွားပြီးတော့အမလှုပ်တော့တထေးကအဲ့ကြတော့တည်မလားဆိုင်ကလူအဝေထွက်အရမ်းများတော့လေလူတွေခဏဟိုမလှုပ်ကြဘူးကိုထွက်နေကြတယ်ဆိုတော့ဟိုကိုညီမလေးကြတော့ဟိုငယ်လေးငယ်သေးတယ်စိတ်ကောင်းလဲရှိတဲ့ပုံလေးဆိုတော့လေသူကလေးလေးဆိုတော့သူအဲ့လိုမျိုးပေါ့လေဟို
မုတ်တွေအေးတွေဝဲကျွေးအလုပ်များတဲ့နေ့လေးဆိုရင်မုတ်ဖူးလေးပါလေးပေးတော့ကလေးမကအဲ့လိုမျိုးဆက်ချင်းမှာအရန်ကောင်းပြလိုက်တော့သူကအဲ့လိုမျိုးတထေးကောင်းဘာညာဆိုပြီးတော့အေးဆက်ချင်းလည်းကောင်းချီကောင်းနေမှာပေါ့နော်အဲ့တော့ကိုကလည်းမရောက်ဘူးအဲ့မရောက်သေးတော့သူအဲ့အလုပ်ကိုမရောက်သေးတော့တေချောတော့မသိပေမဲ့အဲ့တော့ညီမလေးကကိုပြောတယ်ပေါ့လူလိုတယ်ပေါ့နော်အဲ့မှာတထေးကအရန်ကောင်းတယ်အရန်ကိုမှဘယ်လိုလဲဖြစ်စီပေးတယ်ပေါ့နော်နေတိုင်းလည်းအေးဝက်တိုက်တယ်ဘာညာပြောတော့ဘာလဲအဲ့မှာပေါ့နော် profit တွေလည်းကောင်းတယ်ပေါ့အလုပ်ကပေးတဲ့အကျိုးမြတ်တွေဘာညာပေါ့discount တွေဘာညာပေါ့အဲ့လိုမျိုးကောင်းတယ် service တွေကောင်းတယ်လို့ပြောတော့ကိုလာလုပ်ပါလားကိုသွားလုပ်လိုက်တယ်ကိုသွားလုပ်လိုက်တော့သူအဲ့တထေးကလေနလ3လကိုက4လလို့ဖြစ်တယ်နလ3လလောက်ကြာတော့လေအဲ့လိုမျိုးသူကပဲပြောင်းလဲသွားလာမမို့အရင်ကတည်းအဲ့တထေးကအဲ့လို character ပဲလားမသိဘူးပေါ့နော်အဲ့ဒါကိုညီမလေးကလေအရင်လိုမျိုးလဲသူမုံတွေမဝဲကျွေးတော့ပေါ့နော်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြောသူအမြဲပြောတာရှိတဲ့ဘာတွေမျောလိမ့်နေတာလဲအရန်မမျောလိမ့်နဲ့ဘာတွေမျောလိမ့်နေတာလဲပေါ့နော်အရန်တစ်ခါလေးကြိုက်အရန်မျောလိမ့်သွားရင်မျောလိမ့်ချက်တွေပြတ်သွားတဲ့ခါကျရင်လူတယောက်ရဲ့အဲ့လိုမျိုးအဲ့လူကစတဲ့အဲ့လူပုံစံရဖြစ်ချင်ဖြစ်မယ်တိလားလူဆိုတာအကောင်းနဲ့ဆိုတာမြဲတော်တွဲနေရလीเนาะအဲ့လူကအတ္တထီကစတဲ့ကအဲ့လူcharacter ဖြစ်ချင်ဖြစ်မှာပေါ့နော်ဖြစ်မယ်ဒါပေမဲ့အစပိုင်းတုန်းကကိုအရန်ပေးတာတွေ့တော့သူ့ရဲ့မကောင်းတဲ့အရာကိုတိတ်ချမမြင်တာဖြစ်နိုင်တယ်မခံစားမိတာဖြစ်မှာပေါ့နော်သူမကောင်းတာကိုရှိမှလုတ်ပြနေတာမှာကိုအဲ့တော့ကအကောင်းတဲ့ဟာပိုများနေတော့ကိုအရန်ပေးတယ်အရန်ဘာလဲမေးတယ်အရန်ဘယ်လိုပြောမလဲဖြည့်ဆည်းပေးတယ်ဆိုတော့သူ့ရဲ့ image ကရှိနေတော့လေ image ကရှိနေတော့သူမကောင်းတာဖြစ်မကောင်းတာတေးလေးကိုမမြင်ရဘူးပေါ့နော်နောက်ပိုင်းကျတော့အဲ့လူရဲ့ဘယ်လိုပြောမလဲအဲ့လူကပဲမကောင်းတဲ့ဟာတွေပို့ပြလို့လားဒါမှမဟုတ်အဲ့ညီမလေးကပဲအရန်မျောလေးထားပြီးနောက်ပိုင်းကျတော့အဲ့တထေးကလည်းသူဆိုင်အလုပ်များတာနဲ့ဘာနဲ့ဆိုတော့အရင်လောက်မုံမဝဲကျွေးဖြစ်တာတို့ဘာတို့ညာတော့ရှိချေရှိမှာပေါ့နော်အရန်အလုပ်များရင်လည်းအရင်တော့ဆိုမဖို့ပေးတယ်အခုဆိုမဖို့မပေးတော့ဘူးအဲ့လိုမျိုးဆိုင်ကလည်းအဲ့လိုမျိုးတွေဖြစ်လာတော့အဲ့လိုမျိုးမျောလေးချက်တွေအဲ့လိုမျိုးကဲကြည့်တဲ့မျောလေးချက်တဲ့ကိုဘယ်လိုပြောမလဲပြိုလဲပစ္စည်းသွားတဲ့အချိန်မှာကိုကသူ့ကိုအဲ့လိုမျိုးသူဘာအကောင်းလုပ်ရထားမှမကောင်းမြင်မိရပေါ့နော်အဲ့တော့တထေးကောင်းတဲ့ဟာတွေလုံးပေးရတာမှအဲ့လိုမျိုးညီမလေးကမြေဖုတ်ခတ်သွားတယ်ပေါ့နော်အဲ့လိုအခြေအနေလေးရှိခဲ့ပူတယ်အဲ့ဒါကျတော့ကိုတွေကိုတွေရဲ့အဲ့မျိုးဘာလဲအလုပ်ပတ်ဝန်းကျင်မှာပေါ့ environment မှာပေါ့ကိုနောက်ပြပတ်ချင်တာ relationships အဲ့လိုပဲတိလားတငယ်ချင်းပဲဖြစ်ပတနာပဲဖြစ်တိလားကိုကလေအရန်မျောလင့်လိုက်လို့မရဘူးတိလားမျောလင့်ချက်အကြီးနဲ့ဘသူနဲ့မှချစ်လိုက်လို့မရဘူးတိလားဒီတရားကိုခင်မယ်ဒီတရားကိုချစ်မယ်ဆိုရင်လေအရန်မမျောလင့်နဲ့တိလားသူအရန်ပထမအဆုံးသူအရန်ကောင်းပေးတယ်သူအရန်ချစ်ပေးတယ်ဆိုရင်တောင်မှအရန်မမျောလင့်နဲ့အဲ့မျောလင့်ချက်တွေပြတ်သွားတဲ့ခါကျရင်လေကိုကအဖက်ဆယ်လို့မရဘူးအဲ့ခါကျရင်တိလားအဲ့မို့ဒီ boyfriend girlfriend နဲ့ပြပါမယ်နော်ကိုချစ်သူကကိုဆဆတော့အဲ့လိုမျိုးရှိရလေတိလာကောင်လေးကဆဆတော့အရန်ချစ်ပေးတာကောင်မလေးကဆဆတော့အရန်ကိုအရန် cue side ပေးတာနောက်ပိုင်းကျတော့သူကအဲ့လိုမျိုးကိုမသိတလို့ပဲအဲ့လိုမျိုးကိုအရန်နိုင်တာဘာညာအဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့လေအဲ့လူကလည်းစကတဲ့ကအဲ့လူကလိုက်တာရှိချင်လဲရှိမယ်ဒါမှမဟုတ်ကိုကအဲ့မျောလင်းချက်ကိုအဲ့လိုမျိုးပုံသိမှတ်လိုက်တာ format ချပြီးတော့မှတ်လိုက်တာကွာတိလားတကယ်လို့ကိုကအစကတဲ့ကအရန်မမျောလင်းထားဘူးသူအစမို့လို့အဲ့လိုမျိုးကိုကောင်းပေးနေတာကိုဟိုကဖြစ်တာနောက်ပိုင်းကျရင်ဘာညာအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲအတွေးကိုတစ်ဖက်ကြည့်ပဲတွေးတာမဟုတ်ပဲနဲ့အဲ့လိုမျိုးဟိုလိုလဲတွေးထီလိုလဲတွေးပေါ့အနေချေပြက်တွေးတာမျိုးပေါ့နော်အဲ့လိုမျိုးအရန်မမျောလင်းနဲ့တိလားဘယ်အရာမှအရန်လေတသမတ်တယ်မျောလင်းလို့မရဘူးတိလားတသမတ်တယ်ထီလူကကိုထီလူပုံစံပဲချစ်ပြီးမယ်ဆိုတလုံးထီလူပုံစံချစ်ပြီးမယ်ဆိုတဲ့မျောလင်းချက်နဲ့အဲ့လိုမျိုးတွားလို့မရဘူးတိလားတငယ်ချိလဲအဲ့လိုပဲစခင်နှုတ်ကသူကလေဟိုကငါ့ကိုဟွာလဲဝက်ကျွေးတယ်ဟလိုမျိုးလဲလုတ်ပေးတယ်ဟင်းနေလဲချက်ကျွေးတယ်အဲ့လိုမျိုးကွာသိလားဘာလေးဝက်ပေးတယ်ညာလေးဝက်ပေးတယ်ဘယ်နဲ့တန်ဘယ်နဲ့ပြားတာဝက်ပေးတာအဲ့လိုမျိုးတွေရှိတယ်လေတငယ်ချင်းနောက်ပိုင်းကျတော့ तू ကတခြားတငယ်ချင်းတွေဆိုရင်အဲ့လိုမျိုးတွေတုံးတာအဲ့လိုငါနဲ့ဆိုရင် blue အဲ့လိုမျိုးဖြစ်လာရော night ရှင်းလာရောအဲ့လိုမျိုးအဓိကလေအရမ်းမျောလေးလို့သိလားအဓိကပြဿနာဘာမှမဟုတ်အရမ်းမျောလေးလို့အရမ်းမမျောလိမ့်နဲ့ဘယ်အရာမှလေအရမ်းမမျောလိမ့်နဲ့အရမ်းမျောလိမ့်တယ်ဆိုတော့ကိုလည်းမေးကြည့်အောင်ငါရောဆဆတော့ကအဒီတငယ်ချင်းဒီချစ်သူကိုငါချစ်သူငါဘလောက်လုတ်ပေးခဲ့တာလဲငါဘလောက် invest လုပ်ခဲ့ရလဲအခုရောငါဘလောက်ထိ invest လုပ်နေငါကိုတိုင်ကရောတမတ်တဲ့သွားနေရမို့လို့လားအဲ့လိုမျိုးကိုမေးကြည့်ကွာတိလားကိုမေးကြည့်တစ်ခါလေးကျရင်တစ်ဖက်လူပဲသွားပြီးတော့
ညီနေလို့မရဘူးတစ်ဖက်လူပဲသွားပြီးတော့အပြစ်ပြောလို့မရဘူးကွာဒီလားကိုတိုက်ကလည်းအရန်မျောလင်းမိတာလည်းဖြစ်နိုင်တယ်အဲ့ဒါလေးပြောပြချင်တာအဲ့တော့လူတွေကလေအရန်မပြည့်စုံဘူးတိလားအဲ့ဒါလေးလေပြောပြချင်တယ်လူတွေကအရန်မပြည့်စုံဘူးတချို့လူတွေကလည်းစကတဲ့ကကောင်းတဲ့လူဖြစ်ချင်လဲဖြစ်နိုင်တချို့လူတွေကလည်းမကောင်းတဲ့လူဖြစ်ချင်လဲဖြစ်မယ်ဒါ positive နဲတာများတာကွာတာပေါ့နော်လူဆိုတာကလေကောင်းတာရောဆိုးတာရှိတာဆိုတော့လူသားဖြစ်တဲ့အတွက်အဲ့လိုမျိုး positive ကွာတာပေါ့နော်လူကောင်းဆိုတဲ့သတ်မှတ်ထားတဲ့လူကြတော့လေသူ့မှာကောင်းတဲ့အချက်ကနည်းနည်း positive နည်းများသွားတာပေါ့နော်အဲ့ဒါအစကတဲ့ကဘသူတူတယောက်စီမှာအရင်မမျောလေးဖို့ပြောပြချင်တယ် relationship မှာရောဘယ်နေရာမှာမဖြစ်ဘလို့ဟာမှာဖြစ်ပေါ့နော်အရင်မမျောလေးနဲ့မျောလေးရင်မျောလေးတဲ့လူကပို့ပြီးပင်ပန်းတယ်သိလားမျောလေးတဲ့လူကလေအဲ့လိုမျိုးသိရမှာပို့ပြီးမျောလေးတော့ပို့ပြီးအချစ်ခံချင်တယ်ပို့ပြီးတော့ cue side ခံချင်ပို့ပြီး attention ရချင်တယ်အဲ့တော့ဘသူကပို့ပင်ပန်းလဲကိုပဲပို့ပင်ပန်းတယ်ဟုတ်တယ်ဟုတ်အဲ့တော့အရင်မမျောလေးနဲ့သိလားစကတဲ့သူဒီတိုင်းပဲ flow တိုင်းလေးပဲသိလားflow တိုင်းလေးပဲသွားတာအကောင်းဆုံးပဲအခုဒီနေ့လဲဒီအမတယောက်လာကြည့်တယ်relationship နဲ့ပတ်သက်ပြီးတော့လေအရာလာကြည့်တယ်အဲ့လိုမျိုးအဆင်မပြေဘူးဘာညာအဲ့လိုမျိုးပေါ့နော်ကိုယ်စီမှာတော့လာကြည့်တာအကုန်လုံးကအဲ့လိုမျိုး relationship တွေကနည်းနည်းများတယ်ဆိုတော့တစ်ခါလေကြာရင်လေကိုကအဲ့လိုမျိုးကတ်တွေဖတ်လိုက်တဲ့အခါကျရင်တစ်ဖက်လူရဲ့ energy ကဘာမှမဖြစ်ဘူးကိုယ်စီမှာလာကြည့်တဲ့လူရဲ့ energy ကပြဿနာဖြစ်နေတာတိလားအဲ့လိုမျိုး customer လေးတွေလည်းရှိတယ်တိလားတခါလာလဲတစ်ဖက်လူရဲ့ energy အကောင်းတယ်အဲ့ဒါသူ့ energy ကပြဿနာဖြစ်နေတာကွာတိလားဒါပေမဲ့သူကကြတော့အဲ့လိုမျိုးပေါ့နော်သူ့ရဲ့ emotion ပဲမြင်တယ်တိတယ်မသူ့ရဲ့ emotion သူ့ရဲ့ဟိုကပဲအဲ့လိုမျိုးအဲ့တော့ကိုအဲ့တာရောနဲ့လာပြီးထက်ချက်တော့အဲ့လိုမျိုးပေါ့နော်သူ့ရဲ့အပြစ်ကိုသူကအဲ့လိုမျိုးတိတ်ပြီးတော့မမြင်ဘူးဖြစ်နေတာပေါ့နော်အဲ့တော့ကိုကတော့အဲ့တာရော့ကတ်မှာမြင်တဲ့ဟာကိုလည်းပြောပြတဲ့အပြစ်အဲ့သူ့ရဲ့အဲ့လိုမျိုးဖြစ်နေတဲ့ဟာလည်းကိုကခံစားရတယ်ကွာတိလားလာကြည့်တဲ့လူကကိုနဲ့အရင်ရင်းနေပြီးကိုတီးတဲ့လူမဟုတ်ပေမဲ့လေအဲ့လိုတာရော့ရဲ့စီမှာပေါ်နေတဲ့ကတ်နဲ့ကိုရတဲ့ energy နဲ့ကဘသူကမွန်းကျဲဘသူကproblem ပြဿနာဖြစ်နေတယ်ဆိုတော့ကိုခံစားမိနေတယ်ကွာအောက်ခါကျတော့အဲ့လိုမျိုးတေချာရှင်းပြတဲ့ဟိုပေါ့နော် reading လေးလည်းရှိခဲ့ပူတယ်ပေါ့နော်အဲ့တော့ဘယ်လို relationship ပဲဖြစ်ပေါ့နော်အမြဲတမ်းလေတစ်ဖက်လူပဲအပြစ်ပြောလို့မရအောင်သိလားတစ်ဖက်လူကိုပဲဘလို့ဖြစ်လို့ဘလို့မလုပ်ပေးလို့ဘလို့ဆိုပြီးတော့ပြောနေကိုပဲလောင်ရတယ်သိလားကိုပဲပင်မန်းတယ်ကိုစိတ်ပဲပင်မန်းတယ်ပေါ့နော်အဲ့တော့တစ်ခါကလေးကျရင်ကိုလည်းပြန်ချက်ကြည့်ပေါ့နော်ငါရောဒီအလူအပေါ်ငါရောငါမိဘအပေါ်ငါရောငါတငယ်ချင်းအပေါ်ငါရောငါချစ်သူအပေါ်ဘလူတွေလုံနေလဲအရင်တော့ဘလူတွေလုံခဲ့ပြီးတော့အခုကလည်းရောဘလူတွေဆက်ဆက်နေရလဲပြောဆိုနေရလဲအဲ့လိုမျိုးလေးတစ်ချက်ပြန်သုံးသပ်ကြည့်ဖို့ကိုပြန်သုံးသပ်ကြည့်ဖို့ပေါ့နော် remind လေးလုပ်ချင်တာဒီဗီဒီယိုလေးနဲ့အဲ့တော့ဒီနေ့ကတော့ဒီ shock miss လေးပေးချင်တာဆိုတော့ဒီလောက်ပဲပြပြချင်ပါတယ်ရှိနောက်ဗီဒီယိုမှာလည်းထပ်တွေ့အောင်မယ်နော်တတ်တာ bye